သူများစိတ်နဲ့တည်ရင်သူများခိုင်းနေကြသွားရမှာပေါ့ကိုယ်စိတ်နဲ့ကိုယ်တည်ရင်ကိုပြုထားတဲ့ဒါနဒါလူစိတ်ကကိုစောက်ကြည့်ထားတဲ့သီလဒါလူစိတ်ကဒါနနဲ့သီလသူတို့ရှိတဲ့ပုံမှုတို့ကဒီတတိလေးနဲ့လှုပ်လိုက်တော့အဲ့ဒီအဖို့တတိကအဲ့ဒီဒါနနဲ့သီလအာမန်နဲ့ပဲကိုပုံမှာပဲဒီကနေ့ရဲ့နောက်ဆုံးစိတ်အရေးကြီးဆုံးဒီကနေ့နောက်ဆုံးစိတ်ကိုနန်းကျဲကိုပို့ဖို့သွားတယ်ခုချိန်ကတွေကတို့လုံထားမှာလုံပြီးသလားနိုးချင်ကစားပြီးအိယာဝင်ခြင်းပဲလုံချင်ကလုံအမှမလွန်နဲ့ညာညာသာသာမဟုတ်ပဲလေအဲ့တော့ဒါကောင်းတာဟုတ်မဟုတ်စိတ်တာဟုတ်မဟုတ်ဆိုတတိယနောက်ကခွဲပြီးတတိကတို့ဆရာနေရာကနေလို့လမ်းပြခေါ်လိမ့်မယ်ခုအားတွေကကိုယ်စိတ်ကလေးကိုတတိလေးနဲ့တွေးပြီးဒါပြီးတော့ဒီဘောက်ဒီဝတိုးတော့လေပဲတို့ဖော်ပါသွားတော့စိတ်ချရတာပေါ့